ဖြစ်သွားပြီးဒိုင်နိုဆောတွေဟာကဘာပေါ်ကရွှေတွေကိုအကုန်သိမ့်ပိုက်ကချမ်းသာဆုံးဖြစ်လာကြတယ်လူသားတွေကအဲ့ဒီရွှေတွေကိုလာကိုးဖို့စူးစမ်းတဲ့အခါဒိုင်နိုဆောကြီးကဟိန်းဟောက်ပြီးမောင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်2026ခုနှစ်မှာရုပ်ရှင်တကားရိုက်ကူးနေကြတယ်အဲ့ဒီမှာလူတစ်ယောက်ကအင်တာပေါ်မှာထိုင်နေတော့ဒိုင်နိုဆောကြီးကသူ့ကိုဝင်တိုက်ခိုက်တဲ့အခန်းပေါ်ဒါပေမဲ့ဒါရိုက်တာကဒိုင်နိုဆောရဲ့တရုပ်ဆောင်ချက်ကိုကြည့်ပြီးစိတ်တူတာစာချုပ်ကိုစုပ်ပြည့်ပြလိုက်တယ်အဲ့ဒီမှာဒိုင်နိုဆောကြီးဒေါသထွက်သွားပြီးဘလောက်တောင်ကြဲကြဲလောင်လောင်ဟိန်းဟောက်လိုက်တယ်လဲဆိုရင်ကောင်းကင်မှာလျှက်စီးတွေတောင်လက်ကုံပါလေရောအဲ့ဒါကိုမြင်တော့ကင်မရာမန်တွေကဗီဒီယိုလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဥက္ကာတဲတွေထပ်ပြီးမိုးရွာတယ်ကြက်လာတယ်ဒါပေမဲ့ဒီတစ်ခါတော့ဒိုင်နိုဆောကြီးဟာဘယ်လူသားကိုမှမကယ်တင်ခဲ့ပါဘူးဒါကြောင့်လူသားအလုံးမျိုးုံသွားကြပါတော့တယ်အခုတော့ဒိုင်နိုဆောတွေဟာအေးအေးဆေးဆေးဘဝကိုစိတ်နဲ့ဖြတ်တန်းနေကြပြီပေါ့အဲ့ဒီအချိန်မှာပဲကြောက်သားအာကာတင်တစီကဘာပေါ်ကိုဆင်းသက်လာပြီးမက်ဆီရဲ့တခြင်းတွေကိုအကျယ်ကြီးဖွင့်ပါလေရောဒါပေမဲ့ဒိုင်နိုဆောကြီးကရိုနယ်ဒိုရဲ့ပရိသတ်ဖြစ်နေတာကြောင့်အဲ့ဒီကြောက်သားတွေကိုပါပြက်ရှင်းပစ်လိုက်ပါတော့